အားလုံးပဲမင်္ဂလာပါ12ရက်5လ2025မှာ12နာရီ10မိနစ်မှာထွက်လာမယ်ကျွန်တော်တို့ကနန်းကိုကျွန်တော်တို့တန်ဖိုးကနန်းများတွက်နေနဲ့တွက်ပြပါမယ်လက်ရှိမြင်နေရတာတော့တန်ဖိုးကနန်းတွေဖြစ်ပါတယ်တည့်ရဲ့တန်ဖိုးက3ရောက်ကို3ရဲ့တန်ဖိုးက10ကို5ရဲ့တန်ဖိုးက9ကိုနောက်ဆုံး10လုံးရဲ့တန်ဖိုးတွေကိုအပြီးပြီးသတ်မှတ်ထားပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာထွက်သွားတဲ့ဘုံငါးကိုခြေခံပြီးကျွန်တော်တို့စပြီးပြပြပါမယ်ဒီတံမိုးကနကိုဟိုကစစ်ဆုံးပြီးပါတယ်ငါးရဲ့တံမိုးကနကိုဘုဆုံးပြီးရတဲ့ဒီလိုပေါင်းရအောင်ဖြစ်ပါတယ်။ပေါင်းရကျွန်တော်ဘလိုညနေမှာထွက်သွားပါတယ်။ပြီးတော့ဒီတိုင်းပါပဲကျွန်တော်ခွန်လေးကိုဆက်ပြီးတော့ဖြစ်ပါတယ်။တံပိုးကဒီတံပိုးကပေါင်းမှာဖြစ်ပါတယ်။ဒီတံပိုးဟာဒီတံပိုးဖြစ်ပြီးတော့ဒီတံပိုးကသူများဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်က40ရပါခင်ဗျာ။ကျွန်တော်ကျသာပရိမဏမှာ40လို့ထွက်ပါတယ်။40ကိုဆက်ပြီးတွက်ပြပါမယ်။4ရဲ့တန်ဖိုးကသူများဖြစ်ပြီးတော့သူများရဲ့တန်ဖိုးက98ဖြစ်ပါတယ်။98ဖြစ်နော်။တော့98ကတော့ကျသာပရိနေ့ညနေမှာထွက်သွားပါလိမ့်ခင်ဗျာ။ဒီနေ့တိုင်းပဲကျွန်တော်တို့ကတခွက်တည်းမလှမ်းထိုးရမှာဖြစ်တဲ့အတွက်ရှင်ကြီးနဲ့ထိုးစီကြပါလေ။ကံပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်98ကိုတွက်ပါဖြစ်ပါတယ်9ရဲ့တန်ဖိုးက80ခွန်ဖြစ်ပြီးတော့10ရဲ့တန်ဖိုးက44ဖြစ်ပါတယ် sorry ပါပေါင်းလိုက်တဲ့အခါမှာကျွန်တော်21လို့ရပါတယ်ကျွန်တော်တောက်ကြနေမနက်မှာ21ထွက်သွားပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်21ကိုပြန်လည်ပြီးတွက်မှာဖြစ်ပါတယ်။နေ့ရက်တန်ဖိုးက49ဖြစ်ပါတယ်ခင်ဗျာ။တရက်တန်ဖိုးက39ဖြစ်ပါတယ်ခင်ဗျာ။အဲတော့ကျွန်တော်က48ထွက်ပါတယ်။နောက်ဆုံးပြီးတော့ကြနေညနေမှာ48ထွက်တော့ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အခုထိုးရမယ့်ကနဦးတော့မှဖြစ်ပါတယ်ဒီရှိကိုတွက်တဲ့အခါမှာ4ရဲ့တန်ဖိုးက3ဖြစ်ပြီးတော့10ရဲ့တန်ဖိုးက4ဖြစ်ပါတယ်4ပဲရပါတယ်ခင်ဗျာအဲဒီများကြိုက်မှထိုးကြပါလို့ဒီကွက်လည်းအားရမလို့ပါဘူးခင်ဗျာရံတရားလည်းမရှိပါဘူးခင်ဗျာတင်ရိုက်ကမဲ့ကနန်းဖြစ်ပါတယ်ကျမှထူရပါနော်
ဒါကတော့ကြာစင်လေးပါဒါကိုလည်းကြိုက်လို့တင်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာဒီရှေ့6တော်လုံးဟာ9ဖြစ်ပါတယ်ခွန်6တော်လုံးဟာ3ဖြစ်ပါတယ်တနင်္လာနေ့နေ့မှာအဖွင့်မှာစထွက်ပါတယ်ခင်ဗျာ50ဒုတိယတစ်ပတ်မှာ3 6 ဖြစ်ပါတယ်ရှေ့နဲ့9ကလည်း9ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တနင်္လာနေ့ဖွင့်နေပါ9တစ်ခုတည်းပါခင်ဗျာဒီခုပြန်မှာထိုးမှာတော့ကျွန်တော်တို့9 3 9 8ပါခင်ဗျာ8က3ပါခင်ဗျာ8 3ထိုးပါမှာကျွန်တော်တို့ကပထမတန်ဖိုးကနမှာလေးအခုက8 3အခုအားလုံးပဲပေါက်ကြပါစေ